တရား29ခုမြောက်သောစာလံအပိုင်ငယ်1မှ2ထာဝရဘုရားသည်အိမ်ကိုစောက်တော်မူမူလျင်စောက်တော်သူတို့သည်အချီးနှီးလှုပ်ဆောင်ကြ၏ထာဝရဘုရားသည်မြို့ကိုစောက်တော်မူမူလျင်ကင်းဆောင်တို့သည်အချီးနှီးဆောင်ကြ၏စောစောထားလျက်ညနေသည့်တိုင်အောင်အိပ်ဖဲနေလျက်ပင်ပန်းစွာအစာစားလျက်နေတော်လဲကြိုးမရှိအိပ်ပျော်သောခွင့်ကိုချစ်တော်မူသောသူအားအမှန်ပေးတော်မူ၏ယုံကြည်သူများတင့်ရဲ့အိမ်တော်မိသားစုဟာဘုရားသခင်တည်ဆောက်ပေးလို့ရှင်သန်နေရခြင်းဖြစ်တယ်အောင်မြင်နေရခြင်းဖြစ်ပါတယ်ဒါကိုမမေ့ပါနဲ့ကျွန်တော်အခုကာလမှာအိမ်တော်မိသားစုတွေမှာအမျိုးမျိုးသော activity တွေများလာတယ်အလုပ်တွေများလာတယ်အမျိုးမျိုးသော entertainment တွေများလာတဲ့အခါမှာမိသားစုတွေတဦးနဲ့တဦးမစုံကြဘူးသူသဖြင့်တော့ family devotion လို့ခေါ်တဲ့မိသားစုဝတ်ပြုကိုးကွယ်ခြင်းတွေဟာတဖြည်းဖြည်းနဲ့လျော့ပါလာနေတယ်ဆိုတာကိုတွေ့ရပါတယ်ဒါဟာအလွန်ဝမ်းနည်းစရာကောင်းတဲ့ချက်ဖြစ်ပါတယ်အိမ်ကိုတိဆောက်ပေးတဲ့သူကိုကျွန်တော်တို့ဒီမိနေကြတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့မှာ129ခုမြောက်သောစာလံကိုအခြေပြုပြီးတော့မိသားစုဝတ်ပြုကိုးကွယ်ခြင်းတွေဟာဘယ်လောက်ထိအရေးကြီးလဲဆိုတဲ့အရာကိုကျွန်တော်တို့အတူတကွစင်ကြင်ခွန်အားယူတိဆောက်သွားဖို့အတွက်ပြင်ဆင်ထားပါတယ်နံပါတ်1ချက်ဘုရားသခင်ဒီအိမ်ကိုစောက်တော်သူဖြစ်တယ်ဧည့်သည်မဟုတ်ပါဘူးဒီနေ့ခေတ်ကျွန်တော်တို့အမျိုးမျိုးသော entertainment တွေရဲ့ဂျားထဲမှာအမျိုးမျိုးသောအလုပ်တွေရဲ့ဂျားထဲမှာနော်အမျိုးမျိုးသောအချိန်မတူညီမှုတွေရဲ့ဂျားထဲမှာမိသားစုတွေအတူတူနေထိုင်တဲ့မိသားစုတွေတောင်မှပဲ family devotion လုပ်ဖို့ကိုကျွန်တော်တို့မလုပ်နိုင်ကြတော့ပါဘူးအဲ့ဒါဘာဖြစ်လို့လဲဘုရားသခင်ကိုဧည့်သည်လို့သဘောထားလိုက်ခြင်းဖြစ်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ Christmas ကြမှာ family devotion လုပ်တာတွေ New Year ကြမှာ family devotion လုပ်တာမျိုးတွေနော်အဲ့လိုမျိုးတစ်နှစ်မှာဘယ်နှကြိမ်ဆုံးဖြစ်လဲဒါပေမဲ့ကျွန်တော်တို့စဉ်းစားကြည့်ပါအဲ့ဒါဘုရားသခင်က Christmas ကြမှာလာရတယ်နော်ကျွန်တော်တို့ New Year ကြမှာရောက်လာရတယ်အဲ့လိုမျိုးဖြစ်နေပါတယ်ဒါဟာအလွန်ပဲဝမ်းနည်းစရာကောင်းတယ်တင်းရဲ့အိမ်တော်မိသားစုဟာဘုရားသခင်တိဆောက်ပေးထားတာဖြစ်တယ်ဆိုတော့129ခုမြောက်သောစာလံအပိုင်ငယ်1က point အောင်လုပ်နေပါပေါ်ပြနေပါဘုရားသခင်ဒီတင်းရဲ့အိမ်တော်မိသားစုကိုတိဆောက်ပေးတော်သူဖြစ်တယ်ဒါကြောင့်မလို့တိဆောက်ပေးတော်သူကိုဧည့်သည်လို့သဘောမထားပါနဲ့ဘုရားသခင်ကိုကျွန်တော်တို့မိသားစုလိုက်ဝတ်ပြုကိုးကွယ်ဖို့အလွန်ပဲအရေးကြီးပါတယ်အဲ့လိုမိသားစုလိုက်ကျွန်တော်တို့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်တဲ့အခါမှာဘုရားသခင်ကိုကျွန်တော်တို့စင်တာထားလိုက်ခြင်းဖြစ်တယ်အဲ့တော့ဘုရားကဂရုပေးထားတယ်သင်တို့နှစ်ဦးသုံးဦးတို့ဒီစိတ်သဘောတညီကြွတဲ့နဲ့ငါဤနာမကိုထောက်ပြီးစီးဝေးရင်သင်တို့လည်းမှာငါရှိသည်တဲ့အဲ့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲဘလောက်ကောင်းတဲ့အခွင့်အရေးလဲကျွန်တော်တို့ဘုရားသခင်ကကျွန်တော်တို့ရဲ့အိမ်ကျွန်တော်တို့ရဲ့မိသားစုရဲ့အလယ်မှာရောက်လာပြီးတော့ကျွန်တော်တို့နဲ့အတူရှိနေတာဘုရားသခင်ရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ဝင်ခွင့်ရတာအဲ့လောက်ကောင်းတဲ့ family devotion ကိုကျွန်တော်တို့စူးစမ်းပြီးတော့ကျွန်တော်တို့လုပ်ဖို့အတွက်အရေးကြီးပါတယ်အဲ့တော့ဘုရားကဘာလုပ်ပေးသေးလဲဆိုတိဆောက်ပေးတဲ့ဘုရားဖြစ်တယ်ဘုရားဒီအိမ်ကိုစောက်တော်မမူလင်နော်စောက်ပေးတဲ့ဘုရားဖြစ်တယ်အဲ့တော့အိမ်ဆိုတာကကျွန်တော်ရဲ့မိသားစုဖြစ်တယ်လို့နော်ကျွန်တော်တို့တယောက်ချင်းစီရဲ့ဘဝကိုလည်းဘုရားတိဆောက်ပေးပါအဲ့တော့မိသားစုဝင်တယောက်ချင်းစီရဲ့ဘဝသက်တာမိသားစုဝင်တယောက်ချင်းစီရဲ့ခန္ဓာဘိုင်းဆိုင်ရာဝိညာဉ်ဘိုင်းဆိုင်ရာကိုဘုရားသခင်ကတိဆောက်ပြုပြင်ပြီးလိုရာတွေကိုပုံသွင်းပေးသွားတာဖြစ်တယ်အဲ့တော့ family devotion မှန်လုပ်တဲ့မိသားစုတွေမှာနော်ကျွန်တော်တို့တပြိုင်နဲ့မိသားစုတွေအားလုံးကြီးထွားရင့်ကျက်တယ်ဆိုတဲ့အရာကိုတွေ့ရပါတယ်ဖခင်ရဲ့ပုံသွင်းပြုပြင်ခြင်းခံရပြီးတော့လှပတဲ့အိုးလေးတွေဖြစ်နေမှာနော်ကိုရိုရှင်ကအိုးထင်းရှင်ဖြစ်တယ်လှပတဲ့အိုးလေးတွေဖြစ်နေပုံသွင်းပြုပြင်တိဆောက်ပေးတဲ့သူဖြစ်ပါတယ်ဒါကြောင့်မလို့တိဆောက်ပေးသောဖခင်ကိုဧည့်သည်လို့သဘောမထားဖို့ပထမဆုံးဖော်ပြလိုပါတယ်ယောရှုကတော့ပြောပါတယ်ငါနဲ့ငါ့အိမ်သားဖြစ်ရင်ထာဝရဘုရားကိုသာဝတ်ပြုမည်တဲ့ပြတ်သားစွာနဲ့နော်ကျွန်တော်တို့ငါအိမ်သားဆိုရင်ဘုရားကိုဝတ်ပြုကိုးကွယ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့အိမ်သားတွေကိုစီးယုံနိုင်တော့သူများဖြစ်စေဖို့အတွက်အလွန်ပဲအရေးကြီးပါတယ်နောက်တစ်ခုကတော့ဘုရားသခင်ကအဲ့လိုအတူရှိလိုက်တဲ့ချိန်မှာတဲ့ဘုရားသခင်ဒီကျွန်တော်တို့ကိုတိဆောက်ပေးုံသာမကဘဲနဲ့ကာကွယ်ပေးသောဘုရားဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ထာဝရဘုရားသည်မြို့ကိုစောင့်တော်မူလင်ကင်းဆောင်တို့သည်အချင်းကြီးစောင့်ကြ၏တဲ့နော်ဘုရားသခင်သာမစောင့်ရှောက်ပေးဘူးဆိုရင်ကျွန်တော်ရဲ့အိမ်တော်မိသားစုတွေဘလောက်ပဲအဆောင်နေရှိနေပလိစေဘလောက်ပဲ CCTV တွေရှိနေပလိစေဘလောက်ပဲတကားတွေကခိုင်ခန့်နေပလိစေဘလောက်ပဲနံရံတွေကခိုင်နေပလိစေဘုရားသခင်သာမကွယ်ကာဘူးဆိုရင်အလကားပဲလို့ဒီကျမ်းစာကပြောပါတယ်ဘုရားရဲ့ကွယ်ကာမှုကအလွန်ပဲရေးကြီးပါတယ်အဲ့တော့စဉ်းစားကြည့်ပါကျွန်တော်ဘုရားသခင်နဲ့ဝတ်ပြုကိုးကွယ်ကြတဲ့အခါမှာမိသားစုလိုက်ကျွန်တော်စိတ်သဘောတညီတဲ့ဝတ်ပြုကိုးရတာမှာကိုတော်ကအတူရှိတယ်
အတူရှိခြင်းကပါလဲဆိုရင်အနန္တတကုရှင်အရေးကိုခိုးလုံခြင်းဖြစ်တယ်ကျွန်တော်တို့တွေကအနန္တတကုရှင်အရေးအောက်မှာရှိတယ်အမြင့်ဆုံးသောဖခင်ရဲ့ကွယ်ကာယဌာနတော်မှာနေသောသူတွေဖြစ်တယ်အဲ့ခါမှာဖခင်ဂတိပေးထားတဲ့အတိုင်းပဲမကောင်းသောနှိဋ္ဌာယုံတွေမကတ်မရောက်ဘူးတင့်နေရာသို့ဘေးဥပတ်မချင်းရဘူးဆိုတဲ့ဂတိတော်တွေကကျွန်တော်တို့ကိုကွယ်ကာထားပြီးသားဖြစ်တယ်ဘလောက်ထိကောင်းမွန်တဲ့ကွယ်ကာမှုလဲလုံခြုံမှုလဲเนาะကျွန်တော်တို့ဖျောက်အကျမ်းမှာကြီးတဲ့အခါမှာဣသရေလလူမျိုးတွေเนาะကျွန်တော်ဣသရေလလူမျိုးတွေအီဂျစ်ပြည်ကနေထုတ်ဆောင်တဲ့အခါမှာတာဥပေးလာပါတယ်တာဥပေးလာမဲ့ညမှာเนาะဣသရေလအိမ်တွေလွတ်မြောက်ဖို့အတွက်ဖခင်ကဘာမှလဲဆိုရင်เนาะကျွန်တော်တို့တကားမှာတဲ့တိုးတငယ်အသွေးကိုတုတ်လိမ့်ပါတကားထုတ်ပါတုတ်လိမ့်ပါအဲ့လိုတုတ်လိမ့်ပြီးတော့တဲ့အဲ့ဒီအရာကလာတဲ့အခါမှာအဲ့ဒီအန်ရကြီးကလာတဲ့အခါမှာเนาะကျွန်တော်ဣသရေလလူမျိုးတွေအိမ်ကိုနော်တကားမှာအသွေးတုပ်ထားတဲ့တိုးတငယ်အသွေးကိုတုပ်လိမ့်ထားတဲ့အဲ့ဒီအသွေးကိုမြင်တဲ့အခါမှာတဲ့တင်တို့ကိုလွန်သွားလိမ့်မယ်ဆိုပြီးဂတိပေးထားပါတယ်အဲ့တော့တကယ်ပဲအဲ့ဒီအသွေးတော်အားဖြင့်ဣသရေလလူမျိုးတွေရဲ့တားဦးတွေဟာလွတ်မြောက်ခွင့်ရခဲ့တယ်ဆိုတော့ကိုတွေ့ရပါတယ်ဒီလိုပဲတိုးတငယ်သည်သခင်ယေရှုဖြစ်ပါတယ်နော်ကျွန်တော်သခင်ယေရှုသည်သူ့ရဲ့အသွေးတော်အားဖြင့်ကျွန်တော်တို့အတွက်အပြစ်တွေကိုဆေးကြောပြီးဖြစ်သလိုအသွေးတော်အပြင်ကျွန်တော်တို့ကိုဝယ်ယူထားတယ်၊ကွယ်ကာထားတာဖြစ်တယ်။အဲ့တော့သခင်ယေရှုကိုကျွန်တော်တို့ဖိတ်ခေါ်ပြီးတော့ဝိပုကိုးကွယ်ခြင်းအိမ်မှာကျွန်တော်တို့ family devotion မှန်မှန်လုပ်ခြင်းကသခင်ယေရှုသည်အေမာနွေလဆိုတဲ့အမည်နာမအတိုင်းပဲကျွန်တော်တို့နဲ့တူရှိသောဖခင်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့နဲ့တူရှိတဲ့အခါမှာဖခင်သခင်ရဲ့အသွေးတော်အပြင်ကျွန်တော်တို့ဟာလုံခြုံကွယ်ကာပြီးသားဖြစ်တယ်။စိတ်ချမှုကိုရရှိတယ်။နော်အဲ့တော့ဒီကွယ်ကာမှုကကျွန်တော်တို့နော်ဒီအန်ဒီရယ်တွေ physical အန်ဒီရယ်တွေကနေကွယ်ကာရုံသာမဟုတ်ဘဲနဲ့ဘာလို့ဖြစ်စေနှလုံးသားကိုပါကွယ်ကာပေးတယ်စာတန်ရဲ့ယံကနေကျွန်တော်တို့ကိုကွယ်ကာပေးတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာတွေပါထပ်ပေးလဲဆိုရင်ဖျားသခင်နဲ့အတူရှိတဲ့အတွက်ကျွန်တော်တို့စိုးရိမ်ပူပန်မှုတွေလျော့ပါပြီးတော့နော်ကျွန်တော်တို့စိတ်နှလုံးအလိုပြည့်ရတော့ခွင့်ပေးတယ်ဒါကြောင့်မလို့ဆာလန်ဆရာကပြောပါတယ်ထာဝရဘုရား၌မွေ့လျော်ခြင်းရှိလို့တို့ပြုလင်စိတ်နှလုံးအလိုပြည့်စုံရတော့ခွင့်ကိုပေးမယ်တဲ့အဲ့တော့ကျွန်တော်တို့ကဖျားသခင်နဲ့အတူဝိပုကိုးကွယ်တဲ့ချိန်မှာဖျားရဲ့အတူရှိခြင်းကိုခံစားရခြင်းနဲ့အတူဖခင်ရဲ့ကွယ်ကာမှုကိုအသွေးတော်အပြင်ကွယ်ကာမှုကိုကျွန်တော်တို့ခံရပါတယ်။ဒါကြောင့်မို့ဘလောက်ထိကောင်းလိုက်တဲ့အခွင့်အရေးလဲကျွန်တော်တို့ဖခင်သခင်နဲ့အတူရှိဖို့အတွက်အိမ်တော်မိသားစုတစ်ခုလုံးเนาะကျွန်တော်တို့အလွန်ပဲအရေးကြီးတယ်ဆိုတာကိုကျွန်တော်တွေ့ရပါတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ family devotion ကဘာလုပ်ပေးသေးလဲဆိုရင် daily reminder เนาะမနေ့မိုးလင်းလာတဲ့မိသားစုတွေအတူတူဘဲမှမသွားခင်အိယာနိုးတော်နဲ့ကျွန်တော်ဆွတ်တောင်းကြတဲ့အခါမှာဝေးပြုတ်ကြတဲ့အခါမှာဖခင်သခင်ဒီငါတို့နဲ့အတူရှိနေတယ်။ဒီနေ့တနေ့တာလုံးလဲငါတို့ကိုစောင့်ရှောက်တယ်၊ကွဲကားတယ်။ဘာမှပူစရာမလိုဘူးဆိုတဲ့စိတ်ကစိတ်နှလုံးငြိမ်သက်ခြင်းနဲ့ငြိမ်ချမ်းခြင်းကိုရပြီးတော့เนาะကျွန်တော်တီတီငြိမ်ငြိမ်နဲ့သွားနိုင်တယ်။ကြောက်စိတ်တွေကိုလည်းဖယ်ရှားပေးတယ်၊စိုးရိမ်ပူပန်မှုကိုလည်းဖယ်ရှားပေးတယ်။အလွန်မှပဲငြိမ်သက်ခြင်းကိုရရှိတယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဒါဟာလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ family devotion မှန်မှန်လုပ်တဲ့မိသားစုတွေဟာပျော်ပျော်ရွှင်ရွှင်နဲ့เนาะကျွန်တော်လုပ်ငန်းခွင်တွေကိုသွားနိုင်တာဖြစ်ပါတယ်။စောစောထားလျက်ညနေသည့်တိုင်အောင်မိဘနေလျက်ပင်ပန်းစွာအစာစားလက်နေတော့လဲအကျိုးမရှိအိပ်ပျော်ရသောခွင့်ကိုချစ်တော်မူသောသူအားအမှန်ပြီးတော်မူ၏ဆိုတာတွေ့ရပါတယ်။ဒီမှာဘာပြောထားလဲဆိုရင်ကျွန်တော်လူအားဖြင့်เนาะဖျားသခင်မပါဘဲနဲ့ကျွန်တော်စ조사အားထုတ်သမျှတွေကတဲ့เนาะကျွန်တော်ဖျားသခင်ပေးမှရတာဖြစ်တယ်။ဖျားသခင်ပေးမှရတယ်အကျိုးဆိုတာဖျားသခင်ပေးမှရတာဖြစ်တယ်။ကောင်းကြီးမင်္ဂလာဆိုတာဖျားသခင်ရှီကနေလာတယ်။ကောင်းမြတ်စုံလင်သောစုကျေးဇူးတို့သည်ဖျားသခင်ရှီကနေပဲလာတယ်။ဒါကြောင့်မလို့ယုံကြည်သူတွေကကျေးဇူးတော်ချီးမွမ်းကြခြင်းဖြစ်တယ်။အဲ့တော့အခုလဲเนาะကျွန်တော်အလုပ်တွေရှုပ်လွန်အားကြီးလို့အလုပ်တွေမျိုးမျိုးလုပ်ကြပြီးတော့เนาะကျွန်တော်အလုပ်တွေရှုပ်လွန်အားကြီးဆိုတဲ့အကြောင်းပြချက်နဲ့မိသားစုတွေ family devotion မလုပ်ဖြစ်ကြတာများပါ။အဲ့တော့အလုပ်တွေဘလောက်ပဲလုပ်ဖျားပေးမှရတယ်လို့ဒီကျမ်းစာကပြောပါတယ်။အဲ့တော့အလုပ်တွေများလာတဲ့အခါမှာဖြစ်လေ stress တွေများလာတယ်เนาะကျွန်တော်ပူပန်မှုတွေများလာတယ်အနာမရတော့ကျမ်းမာရေးတွေထိကြိုက်လာတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင်နောက်ဆုံးတော့ emptiness ကျွန်တော်လှုပ်သားသမျှတွေကျွန်တော်စူးစမ်းရုန်းကန်ပြီးတော့เนาะကျွန်တော်လှုပ်ထားသမျှတွေကျမ်းမာရေးတစ်ခုခုချုပ်ရင်းသွားတယ်အကုန်လုံးပတ်စံတွေအကုန်လုံးပြန်ပေးလိုက်ရဘာမှမရှိတော့ emptiness အဲ့တော့ဆိုလိုချင်တာကဒီမှာစောစောထားလဲညာနဲ့တိတိုင်အောင်အိပ်ပဲနေလဲပင်ပန်းစွာအစာစားလက်နေတော့လဲအကျိုးမရှိဆိုလိုချင်တာကျွန်တော် point out လုပ်ချင်တာကဖျားရှိခိုးဖို့အချိန်မရှိတော့အောင် busy ဖြစ်နေတာအရန်အလုံးများတဲ့အတွက်ဖျားရှိခိုးဖို့ family devotion လုပ်ဖို့အချိန်ခဏလေးတော့မပေးနိုင်ဘူးဆိုတာကတဘာဝမကြပါဘူးမိသားစုတွေအတူတူရှိရတာနဲ့เนาะကျွန်တော်အလုပ်တွေများလွန်အားကြီးလို့ဖျားကိုအချိန်မပေးနိုင်ခြင်းကကျွန်တော်တို့ဒီမှာပဲပေါ့နော်
ကောင်းကြီးမင်္ဂလာဆိုတာဖျားပေးမှရတာဖြစ်တယ်ဒါကိုကျွန်တော်တို့ခရစ်ယာန်အိမ်တော်မိသားစုတွေတတိယဖို့ဖြစ်ပါတယ်အဲ့တော့ဖျားသခင်နဲ့သွားမယ် family devotion လုပ်မယ်ဆိုရင်တော့တဲ့ဘာဖြစ်လဲအိပ်ပျော်ရသောခွင့်ကိုချစ်တော်မူသောသူကိုပေးတယ်တဲ့ကောင်းကောင်းအေးအေးဆေးဆေးအနာရပေါ့ပပနဲ့ကျွန်တော်အလုပ်ကိုလုပ်နိုင်မယ်ကျွန်တော်တို့လုပ်တဲ့အရာထက်ပိုပြီးတော့ကောင်းမွန်တဲ့အကျိုးရလဒ်တွေเนาะကျွန်တော်တို့ကောင်းမွန်တဲ့အသီးပွင့်တွေကိုဖခင်ကပေးနိုင်တယ်ကောင်းချီးပေးနိုင်တော့ဖခင်ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဖခင်ကိုအားကိုးခြင်းနဲ့တွားရင်ကျွန်တော်ရောက်ရဲတင်းနေခြင်းငြိမ်သက်ခြင်းစိတ်နှလုံးအလိုပြည့်စုံခြင်းတွေနဲ့မမောမပန်းမဲနဲ့เนาะဘဝကိုဖြတ်သန်းနိုင်မှာဖြစ်တယ်ဆိုတော့ကိုဒီကျမ်းစာကမိမောင်းထိုးကြနေတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့တဲ့ family devotion တွေကဘာလုပ်ပြီးလဲဆိုရင် busyness ဆိုရဲเนาะအလုပ်များခြင်းကို busyness to blessing အရင်အလုပ်များပြီးတော့မွန်းကျက်နေတဲ့အရာကနေပြီးတော့ကောင်းကြီးမင်္ဂလာကိုပြောင်းပေးတယ်ဒါကြောင့်မလို့ကျွန်တော်တို့ family devotion ကိုမပြတ်ဖို့အရေးကြီးပါတယ်အဲ့တော့ရှင်လုကာအခန်းကြီး30ငယ်39မှာမာရိနဲ့မာသတို့အိမ်ကိုသခင်ရှုကသွားလေအဲ့မှာကျွန်တော်တို့ဒီမာသကအလုပ်တွေအရန်ရှုပ်ပြီးတော့เนาะသခင်ရှုကိုလှုပ်ကြွေးဖို့အတွက်အရန်ပူပန်ပြီးတော့အလုပ်တွေရှုပ်အရန် stress တွေများစိတ်တွေဆိုးအဲ့ချိန်ဖြစ်နေတယ်အဲ့မှာမာရိကတော့သခင်ရှုရဲ့အနားမှာထိုင်ပြီးတော့เนาะကျွန်တော်တို့သခင်ရှုရဲ့စကားတော်ကိုနားထောင်တယ်ဖခင်နဲ့မိသားရဖွဲ့တယ်အဲ့ကမှာလုကာ30:39မှာသခင်ရှုကဘာပေါ်ပြလဲဆိုရင်မာရိမူကကောင်းသောအဖို့ကိုရွေးယူပြီတဲ့အဲ့တော့ချစ်တော်မိတ်ဆွေတို့ချစ်တော်ခရစ်ယာန်အိမ်တော်များကျွန်တော်တို့လည်းအလုပ်များတယ်ဆိုတာကိုအကြောင်းပြပြီးတော့ကောင်းသောအဖို့ကိုရွေးယူဖို့ကိုမမေ့ဖို့မာသခဲ့သို့မဖြစ်ဖို့မာရိကဲ့သို့ကောင်းသောအဖို့ကိုရွေးယူတတ်ဖို့အတွက်အလွန်ရေးကြီးပါတယ်ဒါကြောင့်မလို့မိတ်ဆွေ family devotion ကိုမပြတ်မကွက်လုပ်ဖို့အတွက်တိုက်တွန်းလိုပါတယ်ဒီကျမ်းစာကလည်းဖော်ပြပါတယ်အဲ့ဒီအားဖြင့်ကျွန်တော်တို့ရဲ့ကောင်းကြီးမင်္ဂလာတွေဒီကျွန်တော်တို့ရဲ့မိသားစုမှာစီးဆင်းလာမှာဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့မိသားစုတစ်ခုပျော်ရွှင်သားရာဝပြောဖို့အတွက်ကမိသားစုဝိပုကိုယ်ကွယ်ခြင်းဒီဖခင်နဲ့အတူရှင်ခြင်းဒီ family devotion ဒီတော့ချက်ပဲဖြစ်ပါတယ်တင့်အိမ်တော်မိသားစုမှာမိသားစုဝိပုခြင်းမလုပ်ဖြစ်တာကြာပြီဆိုရင်ယခုပဲဒီနေ့ကနေစပြီးတော့တင့်အိမ်တော်မိသားစုမှာဖခင်အတွက်ရစ်ပလင်ကိုပြန်ပြီးတော့တည်ပါ family devotion ကိုပြန်ပြီးတော့စူးစမ်းပြီးလုပ်ပါဒါမှပဲခုနကဖခင်ရဲ့တိဆောက်ပေးခြင်းကွယ်ကာခြင်းကောင်းကြီးမင်္ဂလာတွေဟာသင်မိသားစုမှာစီးဆင်းပြီးတော့သင်မိသားစုဟာတကယ်ပဲအိပ်၍ပျော်သောကောင်းကြီးမင်္ဂလာနဲ့ပြည့်ဝသောစိတ်နှလုံးအလိုပြည့်ဝသောတကယ်ကိုကြီးထွားရင်းချက်သောကောင်းမွန်သောမိသားစုဖြစ်လာမှာဖြစ်တောင်းကိုဒီကျမ်းစာကဂရုပေးထားတယ်ဖခင်ရဲ့ဂရုတော်တိုင်းလိုက်လျှောက်အသက်ရှင်ရင်းနဲ့နော်ဖခင်ကိုပိုးရတိုးရဝိပုကိုယ်ကွယ်သောမိသားစုများဖြစ်ကြပါစို့လို့တိုက်တွန်းခွန်အားပေးလိုပါတယ်